ဒီဘီယိုတစ်တွေပဲမှာပါဝင်တဲ့ animal မျိုး30နဲ့ပတ်သက်ပြီးတော့ dressing မျိုးစား6မျိုးရှိတယ်။အုပ်စုကိုကြည့်မယ်ဆိုလို့ရှိရင် download စရာကိုကြည့်1 2 3 4 5 6 7 ဆောင်းမတုံးကဖြစ်တဲ့အတွက်ကြောင့်မို့လို့တုံညအဲ့လိုကြည့်ပါအကာနီ tattoo dressing အကာနီမီ tattoo dressing ဂျာဆက် tattoo dressing tattoo မဟုတ် dressing halogen assignment dressing များဆိုပြီးတော့ dressing မျိုးစား6မျိုးရှိတယ် dressing မျိုးစား6မျိုးတွေကနေ group 1နဲ့မှာပါတာ lithium sodium potassium group 2ထဲမှာ beryllium magnesium calcium group 2ထဲမှာပါတဲ့ဒီ3မျိုးဒီအကာနီမီ tattoo dressing များဖြစ်ကြသည်ခုနတန်းမှာတော့3%နဲ့ထိက tattoo dressing မပါဘူးဂျာဆက် tattoo ဖြစ်တဲ့ transition မရှိပါရှစ်တန်းမှာတင်ရမယ် SC scandium titanium vanadium chromium manganese iron cobalt nickel copper zinc ဒီ10လုံးသည်ဂျာဆက် tattoo dressing များ transition metal ဖြစ်ကြသည်အုပ်စု73မှာ19အထိရောမအခန့်နဲ့ပြောရမယ်ဆိုလို့ရှိရင်3 to 7 tattoo မဟုတ် dressing များ boron carbon nitrogen oxygen fluorine silicon phosphorus sulfur chlorine ဒါတွေဒီ tattoo မဟုတ် dressing များဖြစ်ကြသည်အုပ်စု19နဲ့ရောမအခန့်နဲ့ဆိုလို့ရှိရင်တော့ VII halogen တွေ halogen ဆိုတာ Greek ဘာသာစကားဖြစ်ပြီးတော့ soft forming လို့စားဖြစ်ပေါ်စေသည့် soft forming ဆိုတဲ့အဓိပ္ပာယ်ပါအဲ့တော့ halogen တွေအနေနဲ့ fluorine chlorine bromine iodine grade 7မှာတော့ fluorine နဲ့ chlorine ထိပဲသင်ရပါမယ်အုပ်စု18ဒီ0အစမ်းမဲ့ဓာတ်ငွေ dressing တွေ helium neon argon 3မျိုးသည်အစမ်းမဲ့ဓာတ်ငွေ dressing များဖြစ်ကြသည်